ချစ်မိဆွေများအားလုံးမင်္ဂလာပါရှင်ကချင် language ကနေကြိုဆိုပါရစေမနိုမနန်းနေရောငွေပြောငါဝကဂျင်းဖို့ကရှင်းနဲ့လမန်ကောနာခပ်တော်လာကအိုင်ယနေ့ချစ်မိဆွေများကိုတင်ပြချင်တာကတော့အရင်ပတ်ထူဝါမှာတင်ပြခဲ့တဲ့နာဂဆိုင်ဤရဲ့အဆက်ပတ်တူးလေးဖြစ်ပါတယ်ရှင်တနည်းမနန်းနေဖက်ဘိုင်ဝေခါကြမနာလမ်ကိုလဲဝဆိုင်တန်သာရှင်ဒိုင်နာဂဆိုင်နေတဲ့ဆင်နာကစင်ကောင်ဖက်ဘိုင်ဝေခါကြမနာရဲအိုင်ဂဆိုတဲ့အသုံးလေးကိုလေ့လာကြရအောင်တော့ဂရဲ့အသုံးကလည်းနာနဲ့ခက်ဆင်စင်မှာအင်္ဂလိပ်လို less နဲ့တူတာပါဂငွေကစီဖက်ဂျေလန်ယူကလေဂငွေကစီကိုအင်္ဂလိပ်လို less တဲ့ပုံငါအိုင်ရှာဂထမင်းစားမယ်ထမင်းစားစို့ let's eat ခါလူဂရေတောက်မယ်ရေတောက်စို့ let's have a water မုတ်ရှာဂမုံစားမယ်မုံစားစို့ let's have a snackဆိုင်ရဲ့အသုံးနှုန်းလေးတွေကိုလေ့လာကြရအောင်တော့ဆိုင်ကတော့ပြီးပြီဆိုတဲ့အဓိပ္ပာယ်ပါသူကတော့ငုတ်နဲ့လည်းအဓိပ္ပာယ်တူပါတယ်တွဲလျက်စကားလုံးကိုလိုကေရှင်းလိုပါပဲဆိုင်ငွေကစီတဲ့ချထုံးရငုဆိုင်လမ်ဖဲထုံမဒွန်းငါအိုင်ဆိုင်ငွေကစီကို have တဲ့ဘုံနာငုတ်ငွေကစီကို finish တဲ့ဘုံငါအိုင်ဆိုင်က have ဆိုရင်ငုတ်ကတော့ finish ဆိုတဲ့သဘောပဲဖြစ်ပါတယ်မြန်မာလိုဆိုရင်တော့ထမင်းစားပြီးဆိုပြီးစကားကရက်မသွားဘူးလေထမင်းစားပြီးပြီဆိုမှစကားကပြည့်စုံတာမျိုးပါပဲကဲဥပမာလေးတွေကိုလေ့လာကြရအောင်ငိုင်ရှာငုဆိုင်ကျွန်တော်ထမင်းစားပြီးပြီ I have finished my meal ငိုင်ခါလူငုဆိုင်ကျွန်တော်ရေတောက်ပြီးပြီ I have had water ငိုင်မုတ်ရှာငုဆိုင်ကျွန်တော်မုံစားပြီးပြီ I have had a snack ကဲဤကွန်းဆိုတာလေးတွေကိုလေ့လာရအောင်သူကတော့လာဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အင်္ဂလိပ်လို question word ပေါ့ great ဤကွန်းငွေကစီဖဲဘိုင်ယူယူကဤဒဲကစီနီကိုကဆန်ဆန်ညံလာငယ်ကစီနီရဲငါအိုင်ကရှဒွန်ရှာဆိုင်ဤရှာဆိုင်ကွန်းသမင်းစားပြီးပြီလား Have you finished your mealဤနဲ့ကနဲ့တွဲသုံးရင်တော့စို့လားဆိုတဲ့အဓိပ္ပာယ်ကိုဖြစ်သွားပြန်ရောအင်္ဂလိပ်လို share နဲ့တူနေတာပါ။အော်ဤထက်ကပေါင်းလန်ယန်ရှောက်တဲ့ဘုံငယ်လကြုံရဲငါအိုင်ကရှဒွန်ရှာဆိုင်ဤသမင်းစားကြစို့လား Shall we have me Shall we have a snack တဲ့ရမ်ငါယန်နာကဆိုင်ဤကွန်းငွေကစီနေတဲ့ချထုံးယန်လကြုံဟဘောငိုင်ငုန်နေဖဲကျေလာလူနာဆိုင်ငုဘဲကမိုင်ဖန်းနာလေဗီဒီယိုထားပိုက်ခရုံကဒီလောက်ဆိုရင်နာဂဆိုင်ဤကွန်းရဲ့အသုံးလေးတွေကိုနားလည်သဘောပေါက်မယ်လို့ယုံကြည်ပါတယ်ရှင်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်